ဒေသအသီးသီးကတိုင်းသားညီကိုတွေဖြစ်တယ်လို့ဇနီးရဲမေများဟာလည်းတို့တိုင်းရင်းသူတွေပဲဖြစ်တယ်စီသူတွေကညီရင်အကိုစိတ်ဓာတ်နဲ့ဇနီးရဲမေတွေကညီအမစိတ်ဓာတ်နဲ့တို့အားလုံးကမိသားစုစိတ်ဓာတ်တွေနဲ့စီစီလုံးလုံးနေထိုင်ကြတာဖြစ်တယ်တိုင်းရဲ့လုပ်ငန်းတွေမှာမိသားစုများကလည်းပါဝင်ဆောင်ရွက်ပြီးအရာရှိစစ်သည်များအားလုံးရဲ့ဇနီးရဲမေများကနိုင်ငံတော်ကာကွယ်အရန်အင်အားစုအဖြစ်နဲ့စစ်ပညာတွေကိုဗသင်ကြားလေ့ကျင့်ထားကြတယ်ဒီလိုစီလုံးခိုင်မာစွာစုဖွဲ့ထားတဲ့တို့တပ်မတော်ရဲ့စုဖွဲ့ပုံလှုပ်ဆောင်ပုံတွေဟာနိုင်ငံတော်ကာကွယ်ရေးအတွက်ခိုင်မာတဲ့အင်အားတွေကိုဖြစ်ပေါ်စေတယ်တမှုတာဝန်ရခေါင်းဆောင်မှုအပြင်တပ်ရဲ့အမိအဖအနေနဲ့ပါဦးစီးဦးဆောင်မှုဟာတို့တပ်မတော်ရဲ့ထူးခြားတဲ့ပုံစံဖြစ်လို့ဒီကုကဲမှုပုံစံကိုအကောင်းဆုံးဆက်လက်ကျင့်သုံးဖော်ဆောင်သွားကြဖို့မှာကြားလိုတယ်ရဲဘော်တို့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်တပ်မတော်တွင်အဓိကတာဝန်ရှိတယ်လို့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတယ်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာအမျိုးသားညီလာခံကအခြေခံမူ104ချက်ချမှတ်ပြီး၎င်းပေါ်မှာအခြေခံရေးဆွဲခဲ့ခြင်းဖြစ်တယ်2008ခုနှစ်လူဦးရေ59.3 သန်းမှာဆန္ဒမဲပေးခွင့်ရှိသူ29.28 သန်းအနက်မဲပေးသူ26.8 သန်းထဲက24.6 သန်းကထောက်ခံဆန္ဒမဲပေးခဲ့တဲ့အတွက်92.48 ရာခိုင်နှုန်းထောက်ခံအတည်ပြုခဲ့ခြင်းဖြစ်တယ်လူပုဂ္ဂိုလ်တူချင်းအတွက်ပါတီတစ်ခုအတွက်အဖွဲ့အစည်းတစ်ခုအတွက်တိုင်းရင်းသားလူမျိုးစုတစ်ခုအတွက်တပ်မတော်အတွက်ရေးဆွဲကပြဋ္ဌာန်းခဲ့ခြင်းမဟုတ်ဘူးဒါကြောင့်ထောက်ခံဆန္ဒမဲပေးသူ92.48 ရာခိုင်နှုန်းရဲ့ဆန္ဒကိုလေးစားရမှာဖြစ်တယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးအခြေခံဥပဒေအခန်း1နိုင်ငံတော်အခြေခံမူများနဲ့အခန်း8နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များတွင်လက်ရှိဒီမိုကရေစီလိုလားချက်များနဲ့တာသတာဖြစ်အောင်ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အပြင်အခြေခံဥပဒေပုံမှန်17ကကြီးမှာလည်းနိုင်ငံတော်၏အချုပ်အခြာအာဏာခက်မှ3ဖြာတို့ကိုတတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနဲ့အချင်းချင်းအပြန်အလှန်ထိန်းချုပ်ခြင်းတို့ကိုပြဋ္ဌာန်းထားတာကိုတွေ့ရတယ်အချုပ်အခြာအာဏာခက်မှ3ဖြာကိုနိဒန်းတကြပိုင်းခြားသုံးစွဲခြင်းနဲ့အပြန်အလှန်ထိန်းချုပ်ခြင်းကိုအဟံအတားဖြစ်စေမဲ့ကိစ္စတွေအချိန်ခါရအခြေခံလိုအပ်ချက်များနဲ့တရားစတာမဖြစ်တာတွေရှိလာခဲ့လို့ပြင်ဆင်ဖို့လိုအပ်လာရင်လည်းအခန်း7ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခါမှာပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ကြီးဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်အဓိကလိုအပ်ချက်ကဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်9ကကြီးနဲ့အညီတိုင်းဒေသကြီးနဲ့ပြည်နယ်များအတွက်ခွဲဝေပေးထားတဲ့ဥပဒေပြုစည်းရင်းနဲ့အခွင့်အရေးများကိုညီညွတ်မျှတအောင်ဆောင်ရွက်ပေးနိုင်ရေးပဲဖြစ်တယ်ရဲဘော်တို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်ရမှာစီးရဲချမ်းသာကွာဟမှုကြီးလက်နဲ့မြို့ပြဖွံ့ဖြိုးမှုကွာဟမှုဒေသတစ်ခုနဲ့တစ်ခုဖွံ့ဖြိုးမှုကွာဟမှုတွေကြီးမြောင်စေမှုဆောင်ရွက်လျက်ရှိရာကြီးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနဲ့စီးရဲနွမ်းပါမှုလျှော့ချရေးကိုသမ္မတကြီးဦးဆောင်တဲ့နိုင်ငံတော်ဆိုရကအထူးအလေးထားဆောင်ရွက်လျက်ရှိနေတယ်မြန်မာနိုင်ငံရဲ့လူဦးရေတန်း60မှာကြီးလက်နေပြည်သူ80ရာခိုင်နှုန်းကျော်ရှိပြီးစီးရဲနွမ်းပါမှုနှုန်း26ရာခိုင်နှုန်းရှိတယ်ပြည်သူတွေရဲ့အဓိကစီးပွားရေးလုပ်ငန်းဟာစိုက်ပျိုးရေးနဲ့နှီးနေတဲ့လုပ်ငန်းတွေသာဖြစ်တယ်ဒါကြောင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုအားသွန်ခွန်စိုက်ကူညီဆောင်ရွက်ပေးကြရမယ်မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330နဲ့မြို့နယ်ခွဲပေါင်း84ခုရှိတဲ့နဲ့ဝေးလံခေါင်းပါတဲ့မြို့နယ်56ခုနဲ့မြို့နယ်ခွဲ44ခုတနင်္ဂနွေလုံးရဲ့26ရာခိုင်နှုန်းမှာလူဦးရေ45သိန်းကျော်နိုင်ငံလူဦးရေရဲ့
ခုနှစ်ရာခိုင်နှုန်းကျော်နေထိုင်လက်ရှိတော်လည်းပဲဇင်းရနပါမှုနှုန်းပုံမှုများပြားပြီးတာမန်စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့အသက်ရှင်ရပ်တည်နေတာကိုတွေ့ရတယ်ဝေးလံခေါင်းပါတဲ့အရာမှရှိတဲ့ပြည်သူတွေရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အဲ့ဒီဒေသတွေမှာရောက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့တို့တံမှုတွေနဲ့အရာရှိအရာခံအကြံစီသူတွေဟာသက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအလေးထားအကူအညီဆောင်ရွက်ပေးရမှာဖြစ်တယ်လို့အဲ့ဒီဒေသတွေဟာနေစာဒေသတွေမှာရှိတာကြောင့်အမျိုးသားလုံခြုံရေးအမြင်နဲ့လည်းထိရောက်တဲ့ကာကွယ်ဆောင်ရှောက်မှုတွေကိုဖြည့်ဆည်းဆောင်ရွက်ပေးဖို့မှာကြားလိုတယ်ရဲဘော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကြံခဲ့ရတဲ့အဓိကအချက်ဟာနိုင်ငံတော်တွင်အေဂျင့်တည်ငြိမ်မှုနည်းပါးပြီးလက်နက်ကန်ပဋိပက္ခတွေကြောင့်ဖြစ်တယ်တို့နိုင်ငံမှာလူလည်ရရှိပြီးချိန်ကစလို့လူမျိုးရေးဘာသာရေးအယူဝါဒရေးရစတင်ပေါ်ပေါက်ခဲ့တာတဲ့နှစ်ပေါင်း60ကျော်ကြာလက်နက်ကန်ပဋိပက္ခတွေရောက်အဖက်ဖက်ကဖွံ့ဖြိုးမှုနောက်ကျခဲ့ရတယ်လက်နက်ကန်ပဋိပက္ခတွေရောက်ပဲနိုင်ငံနဲ့အနှံ့ပြားအခြေခံအဆောက်အဦပျက်စီးဆုံးရှုံးမှုများကြီးမားခဲ့ရတယ်လို့အခြေခံအဆောက်အဦပျက်စီးဆုံးမှုတွေနဲ့ပြန်လည်ထူထောင်ရေးဖွံ့ဖြိုးလုပ်ငန်းရေးတွေဆောင်ရွက်ရမှာလဲတည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက်အချိန်ကြာမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြန်တယ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့တိုင်းဒေသပြည်သူများရဲ့လူမှုဘဝတိုးတက်မြင့်မားရေးအတွက်စီးပွားရေးပတ်ဝန်းကျင်အခြေခံကောင်းတွေဖန်တီးပေးဖို့လိုအပ်တယ်လို့ပဲစီးပွားရေးပတ်ဝန်းကျင်အခြေခံကောင်းတွေကိုလည်းတည်ငြိမ်အေးချမ်းမှုရှိမှသာဖန်တီးနိုင်မှာဖြစ်တယ်ကမ္ဘာပေါ်မှာရှိတဲ့မြစ်ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်ပါစေအကြမ်းဖက်မှုနဲ့လက်နက်ကန်ပဋိပက္ခတွေကိုလုံးဝလက်မခံတာတွေ့ရတယ်ဒါကြောင့်လက်နက်ကန်ပဋိပက္ခတွေချုပ်ငြိမ်းရေးဟာလက်ရှိဒီမိုကရေစီစနစ်နဲ့အကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့တို့နိုင်ငံအတွက်အလွန်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုဖြစ်တယ်လက်နက်ကန်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ဆိုရင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေတိုင်းအစစ်စစ်လိုက်နာဆောင်ရွက်သွားဖို့လိုအပ်တယ်လို့အရေးကြီးဆုံးအချက်ကတော့ပြစ်ခတ်တိုက်ခိုက်မှုရာဆဲရေးပဲဖြစ်တယ်ပြစ်ခတ်တိုက်ခိုက်မှုရာဆဲရေးကိုဥစွာမဆောင်ရွက်ဖဲနိုင်ငံရေးဆွေးနွေးပွဲတွေဆောင်ရွက်နေရင်သဘောထားချင်းမတိုက်ဆိုင်မှုများကြောင့်မလိုအပ်ဘဲအချိန်ကြာနိုင်တယ်လို့ငကိုရှိပြီးသားညှိနှိုင်းသဘောတူညီချက်တွေပါပြက်သွားနိုင်ပြီးလက်နက်ကန်ပဋိပက္ခတွေစီကိုပဲပြန်လည်ဥတည်နိုင်တယ်ဆိုတာသတိထားရမှာဖြစ်တယ်ဒါကြောင့်ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးနဲ့လက်နက်ကန်တိုင်းရင်းသားအဖွဲ့အစည်းများဥပဒေနဲ့အညီဖြစ်ရေးဟာအရေးကြီးတဲ့အတွက်မဖြစ်မနေအကောင့်ထဲပေါ်ဆောင်ရွက်သွားကြရမှာဖြစ်တယ်ဆက်လက်ပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်ထောင်စုသားအားလုံးနဲ့တက်ညီလက်တွဲပြီးဆောင်ရွက်သွားကြရမယ်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တိုင်းရင်းသားများစည်းလက်ညီညွတ်ရေးဟာတို့နိုင်ငံအတွက်အလွန်အရေးကြီးတဲ့ကိစ္စရပ်များဖြစ်တယ်ဒါကြောင့်တိုင်းရင်းသားစည်းလက်ညီညွတ်ရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေတဲ့အထင်မြင်လွဲမှားအောင်ရေးသားမှုတွေပြောဆိုမှုတွေဟာထာဝရငြိမ်းချမ်းရေးကိုအဟန့်တားဖြစ်စေနိုင်တယ်ဆိုတာသတိထားဖို့လိုအပ်တယ်လို့မိမိကိုယ်ကျိုးစီးပွားအတွက်နိုင်ငံတော်ရဲ့ရှေ့ရေးကိုလစ်လျူရှုတဲ့လုပ်ရက်တွေကိုအမြင်ကျဲကျဲရှုမြင်သုံးသပ်ရှောင်ရှားသွားကြဖို့တိုက်တွန်းလိုတယ်ရဲဘော်တို့ရဲ့နိုင်ငံအကြီးအကဲတပ်မတော်ကြီးအကဲတွေဟာတိုင်းရင်းသားစီလို့ညွညွမှုကိုအလေးထားကြသလိုပြည်သူလူထုအပေါ်မှာလည်းအမိအဖတပွဲအလေးထားကြတာကိုသူတို့ရဲ့မိန့်ခွန်းတွေမှာတွေ့ရှိရမှာဖြစ်တယ်ဗိုလ်ချုပ်အောင်ဆန်းက1948ခုနှစ် AB 18ရက်နေ့မှာနှစ်တကူမိန့်ခွန်းထဲမှာတိုင်းပြည်လူထုဟာတိုင်းရင်းသားအချင်းချင်းနဲ့အမြဲညွညွအောင်ကြိုးစားဖို့လိုတယ်တိုင်းရင်းသားလူထုဟာဒီလိုလူထုညွညွမှုနဲ့တိုင်းရင်းသားအချင်းချင်းညွညွဖို့လိုတယ်လို့မိန့်ကြားခဲ့တယ်လို့ဗိုလ်ချုပ်ကြီးနေဝင်းကလည်း1964ခုနှစ်18နှစ်မြောက်
ပြည်တော်စုနေမင်ကွန်းမှာတိုင်းရင်းသားလူမျိုးအသီးသီးတို့ဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသည့်ပြည်တော်စုမြန်မာနိုင်ငံအားစီးပွားရေးလူမှုရေးတို့တာယာဝါပြော၍တည်တံ့စည်းလုံးခိုင်မြဲသောနိုင်ငံတစ်ခုတည်ထောင်ရာတွင်တိုင်းရင်းသားလူမျိုးအားလုံးတို့၏ချီးကျူးရေးသွေးစည်းညီညွတ်ရေးသည်အခြေခံလိုအပ်ချက်ကြီးဖြစ်ကြောင်းတိုင်းရင်းသားလူမျိုးတိုင်းကလက်ကယုံကြည်ထားရန်လိုအပ်ပါသည်လို့မိန့်ကြားခဲ့ပြီးဗိုလ်ချုပ်မှူးကြီးတန်းရွှေက1996ခုနှစ်မတ်လ25ရက်နေ့ပဲခူးတိုင်းနတ်တလီမြို့နယ်တောင်ညိုရေလောင်တမဖွင့်ပွဲအခမ်းအနားမှာတိုင်းပြည်ကိုထူထောင်ရာတွင်နိုင်ငံတော်အစိုးရကလည်းပြည်သူလူထု၏အကျိုးစီးပွားအတွက်နှိမ့်ညမှုအားကျိုးမှန်တဲ့အလုပ်လုပ်ပြီးတပ်မတော်ကလည်းနိုင်ငံတော်ကာကွယ်ရေးတာဝန်သာမကပြည်သူလူထု၏အကျိုးစီးပွားကိုဝမ်းဝန်းဆောင်ရွက်ကူညီကာပြည်သူလူထုကလည်းတတ်နိုင်သလောက်ပူးပေါင်းဆောင်ရွက်ကြပါကတိုင်းပြည်တိုးတက်လာမည်ဖြစ်ကြောင်းမိန့်ကြားခဲ့တာကိုကြည့်ရင်တို့ရဲ့ခေါင်းဆောင်များဟာပြည်သူလူထုကိုအလေးထားသလိုတိုင်းရင်းသားစီလုံးညွညွရေးကိုလည်းအထူးလေးထားကြောင်းတွေ့ရှိရမှာဖြစ်တယ်။ဒါကြောင့်ပြည်သူကြားကပေါက်ဖွာလာတဲ့ဒုတပ်မတော်သားတွေအနေနဲ့လည်းပြည်သူလူထုကိုအမိအဖသဘောထားပြီးနိုင်ငံတော်ထာဝရငြိမ်းချမ်းမှုရရှိရေးနဲ့ဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးမှာပြည်သူလူထုနဲ့အတူတက်ကြွစွာပူးပေါင်းဆောင်ရွက်သွားကြဖို့မှာကြားလိုတယ်။ရဲဘော်တို့ဒုတပ်မတော်ဟာလူလာရဲ့ရိုက်ပြီးချင်းကစလို့ပြည်တွင်းပြည်ပအာဏာရတွေကိုတိုက်ခိုက်ချေမှုန်းရင်းတပ်တွေရဲ့တပ်တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်းတပါးတိလှုပ်ဆောင်ခဲ့လို့ဒီနေ့ဒုတပ်မတော်ရဲ့အနေအထားကနိုင်ငံတကာအလယ်မှာခိုင်ခိုင်ခန့်ခန့်ရပ်တည်နေနေတာပဲဖြစ်တယ်။ဒါကြောင့်ဘလို့အခြေအနေအချိန်ခါမှာပဲဖြစ်စေဒုတပ်မတော်ကိုတပ်တည်ဆောက်ရေးလုပ်ငန်းတာဝန်ကြီး၄ရပ်နဲ့ညီခိုင်မာနေအောင်တည်ဆောက်ကြရမှာဖြစ်တယ်။လေ့ကျင့်ရေးဟာတပ်တည်ဆောက်ရေးမှာအဓိကကျတဲ့လုပ်ငန်းတစ်ရပ်ဖြစ်တယ်။နိုင်ငံတကာမှာလည်းမိမိနိုင်ငံရဲ့တပ်မတော်စွမ်းရည်ထက်မြက်နေအောင်လေ့ကျင့်ခန်းကြီးတွေကိုဆောင်ရွက်လျက်ရှိတယ်။စစ်လေယုံတစ်ခုချင်းအလိုက်တီးခြားစီလေ့ကျင့်ဆောင်ရွက်တယ်လို့မတူညီတဲ့သဘောတဘာဝရှိတဲ့လေယုံတပ်ဖွဲ့တွေကိုလည်းပေါင်းစပ်ပြီးလေ့ကျင့်လျက်ရှိတယ်။နိုင်ငံလိုက်တပ်မတော်တွေပူးပေါင်းပြီးတော့မှလည်းသူတို့နဲ့သက်ဆိုင်ရာနယ်မြေလိုက်လေ့ကျင့်နေတာကိုလည်းတွေ့နေရတယ်။ဒုတပ်မတော်တွေနဲ့လည်းကြီးစစ်ကြီးမှန်တွေကိုအသုံးပြုပြီးလေယုံတပ်ဖွဲ့တွေနဲ့ပေါင်းစပ်လေ့ကျင့်တာကိုအခါအားလျော်စွာဆောင်ရွက်သွားကြရမယ်။အခြေခံလေ့ကျင့်ခန်းကစပြီးမဟာဗျူဟာလေ့ကျင့်ခန်းတွေအထိဆင်းဆက်မဲ့ပြလေ့ကျင့်ဆောင်ရွက်ပြီးစစ်ရေးစွမ်းရည်အုပ်ချုပ်ရေးစွမ်းရည်နဲ့စီးပွားရေးစွမ်းရည်တွေကိုတိုးတက်နေအောင်ဆောင်ရွက်သွားကြရမယ်။တပ်တွေရဲ့လေ့ကျင့်မှုတွေမှန်ကန်မယ်။အုပ်ချုပ်ထောက်ပံ့မှုတွေကောင်းမွန်မယ်။တပ်သားချောင်ချီဆောင်ရွက်ပေးမှုတွေပြည့်ဝနေမယ်ဆိုရင်စစ်တီမိသားစုတွေရဲ့တိုင်းရင်တပ်ဖွဲ့တွေအပေါ်မှာခင်တွဲခင်မင်တွေ့တာမှုတပ်မတော်ပေါ်လေးစားယုံကြည်အားကိုးမှုတပ်မတော်နဲ့နိုင်ငံတော်အတွက်ဆွန့်လွတ်အနိနာခံလိုမှုစတဲ့စိတ်ဓာတ်ကောင်းတွေပုံမှုတိုးတက်ဖြစ်ပေါ်လာပြီးနိုင်ငံတော်ကအားထားရတဲ့စွမ်းရည်ထက်မြက်ခိုင်မာတဲ့တပ်မတော်ပြည့်အစဉ်ရပ်တည်နေနိုင်မှာပဲဖြစ်တယ်။ဒါကြောင့်ဒုတပ်မတော်ရဲ့စီးရုံးညွှန်ညွှန်မှုပုံမှုခိုင်မာအောင်တပ်တည်ဆောက်ရေးလုပ်ငန်းကြီး၄ရပ်နဲ့အညီတည်ဆောက်သွားကြပါလို့အလေးနဲ့မှာကြားလိုတယ်။ရဲဘော်တို့ညီကုန်းချုပ်အနေနဲ့မှာကြားလိုတာကတော့ဒုတပ်မတော်ရဲ့တမိုင်းအစဉ်အလာတွေကိုပုံမှုထွန်းတောက်စေဖို့69နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များဖြစ်တဲ့ကာကြီးဒုတာဝန်ရေးသုံးပါးကိုအမျိုးသားရေးမူဝါဒအဖြစ်ဥထိပ်ပန်စီ၍ထိမ့်သိမ်းကာကွယ်စောင့်ရှောက်ရေးခါခွေနိုင်ငံတော်၏အမျိုးသားလုံခြုံရေးအခမ်းကဏ္ဍတွင်နိုင်ငံတော်အစိုးရတပ်မတော်နှင့်ပြည်သူတရားလုံးတို့ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကားငယ်နိုင်ငံတော်အစိုးရ၏ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆွေးနွေးနွမ်းပါမှုလျှော့ချရေးလုပ်ငန်းစဉ်အကောင့်ထဲဖော်ဆောင်မှု၌တရတအားဝမ်းဝန်းကူညီဆောင်ရွက်ရေးကာကြီးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့်စူးစီးညီညွတ်သောပြည်တော်စုကိုအခြေခံ၍တည်ငြိမ်အေးချမ်းမှုမှသည်
ဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာ၌တက်ကြွစွာပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ဥတီချက်များနဲ့ညီဆက်လက်ထမ်းဆောင်သွားကြပါလို့တိုက်တွန်းမှာကြားရင်းညီကုန်းချုပ်လိုက်တယ်တပေါင်းတပေါင်းနာဟာစစ်ကြောပုံဖြင့်ချိန်တလက်တွေ့ခွင့်ပြုပါတပေါင်းစစ်ကြောပုံကျူရန်လောတာစစ်ကြောလာတော်ဖွင့်နေစစ်တီဝိုင်းတော်နေနေတက်ညာဖို့နော်ဟဲ့မိဘပြည်သူများခင်ဗျာအခုချိန်မှာဆိုရင်69နှစ်မြောက်တပ်မတော်နှင့်စေရေးပြအခမ်းအနားကိုပါဝင်ချီတက်လာကြတဲ့စေရေးပြမှုကြီးဗိုလ်မှူးချုပ်မျိုးစောသိန်းဦးဆောင်တဲ့စစ်ကြောင်းတပ်ခွဲများဟာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအစဉ်လိုက်အလေးပြုကြပြီးနေပြည်တော်စေရေးပြကွင်းကြီးတက်ကနေပြန်လည်ထွက်ခွာတော့မှာဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာအခုမြင်တွေ့နေရတာကတော့စွန်ရဲအုပ်ဖွဲ့ရဟတ်ရင်အုပ်စုမှရဟတ်ရင်3စီးဟာနိုင်ငံတော်လမ်းကိုချိတ်ဆွဲပြီးပြန်တမ်းမောင်းနေလာနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာဝါဒစစ်ကြောင်းဟောင်းဆောင်နာဂါစစ်ကြောင်းစစ်ကြောင်းမောင်းနေစစ်တယ်လေဗျာဘာလို့ကောင်းကောင်းလမ်းတော်ဖွဲ့ရချောင်း
ပြည်သူများခင်ဗျာအခုပြန်တန်းလာနေတာကတော့ဂျိုးကြအုပ်ဖွဲ့ရဟန်းရင်3စီးဖြစ်ပြီးတပ်မတော်ကြီးတပ်မတော်ကြီးနဲ့တပ်မတော်လေးအလံများကိုအသီးသီးချိတ်ဆွဲပြန်တန်းမောင်းနှင်လာခြင်းပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတက်ခွဲမှုဗိုလ်မှူးနိုင်လယ်ဝင်းဦးဆောင်တဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခံနေတာပဲဖြစ်ပါတယ်ခင်ဗျာအဲဒီနောက်ကမှအလေးပြုချီတက်ထောက်ခွာနေတဲ့ဆေးပြတက်ခွဲကတော့တက်ခွဲမှုဗိုလ်မှူးထွန်းထွန်းလက်ဦးဆောင်တဲ့လက်စစ်နဲ့စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုစားပြုဆေးပြတက်ခွဲပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြန်တန်းလာတာကတော့အာကာအုပ်ဖွဲ့မှလေရင်3စီးဟာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုပြန်တန်းနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးဗိုလ်မှူးကျော်ထေဦးဆောင်တဲ့အမှတ်20နဲ့ချင်းမြန်တပ်မဌာနချုပ်ကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခံနေတာပဲဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတာကတော့ရဲမှန်အုပ်ဖွဲ့မှတိုက်လင်5စီးဟာမြောက်ဦးတရံဖြစ်မောင်းနဲ့ပြန်တန်းရင်ကျောင်းလုံးစမော့ထရီနာထုတ်နေတာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးအနော်ထားစစ်တောင်းရဲ့စစ်တီဝိုင်းခေါင်းဆောင်ဒုတိယအရာခံမှုကိုကိုလင်းဦးဆောင်တဲ့စစ်တီဝိုင်းဖွဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခံနေတာဖြစ်ပါတယ်ခင်ဗျာဒီကပြည်သူများခင်ဗျာအခုဆိုရင်ကျန်းစစ်သားစစ်တောင်းရဲ့အလံတော်ဖွဲ့ကိုဗိုလ်မှူးကျော်စီသူကလိုက်ပါချီတက်ပြီးအဲဒီနောက်ကမှဗိုလ်မှူးကြီးထင်ဝင်းကကျန်းစစ်သားစစ်တောင်းရဲ့စစ်တောင်းမှုဖြစ်ချီတက်လိုက်ပါပြီးကျန်းစစ်သားစစ်တောင်းရဲ့ဂုဏ်ပြုတက်ခွဲအနေနဲ့ဗိုလ်မှူးတန်းစော်မြင့်ဦးဆောင်တဲ့ကာကွယ်ရေးဦးစီးချုပ်ရုံးရေးကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခံနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးဗိုလ်မှူးခိုင်းတဲ့စော်ဦးဆောင်တဲ့အလေပိုင်းတိုင်းစစ်ဌာနချုပ်ကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခံနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးဗိုလ်မှူးတန်းစင်ကျော်ဦးဆောင်တဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစားပြုစေးပြတက်ပဲတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခံနေတာဖြစ်ပါတယ်ခင်ဗျာ
ဆက်လက်ချီတက်ထွက်ခွာနေတဲ့တပ်ခွဲကတော့တပ်ခွဲမှုဗိုလ်မှူးမြတ်နေထွန်းဦးဆောင်တဲ့ကာကွယ်ရေးဦးစီးချုပ်ရုံးရေးကိုစားပြုစေးပြတပ်ခွဲတစ်ပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတက်ခွဲမှုဗိုလ်မှူးမျိုးတန်ထွန်းဦးဆောင်တဲ့အမှန်9စစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုစားပြုစေးပြတပ်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတန်းစစ်သားစစ်တောင်းရဲ့နောက်ဆုံးအဖြစ်ဒုတိယအရာခံမှုဇော်ဝင်းဦးဆောင်တဲ့စစ်တူရိုက်အဖွဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးဘင်းအောင်စစ်တောင်းရဲ့အလံဖွဲ့ကိုဗိုလ်မှူးစိုးမင်းအောင်ကဦးဆောင်ပြီးဘင်းအောင်စစ်တောင်းရဲ့စစ်တောင်းမှုဖြစ်ဗိုလ်မှူးကြီးမြစ်စိုးကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးဘင်းအောင်စစ်တောင်းရဲ့ဂုံပြူတက်ခွဲအဖြစ်တက်ခွဲမှုဗိုလ်မှူးဖုံးဝေဦးဆောင်တဲ့စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတော့ဘင်းအောင်စစ်ကြောင်းရဲ့တရင်မှုအဖြစ်ဒုတိယဗိုလ်မှူးကြီးမင်းကျန်ဆန်းကဦးဆောင်ချီတက်လာပြီးတက်ခွဲမှုဗိုလ်မှူးထင်ဝင်းအောင်ဦးဆောင်တဲ့စေးဝင်တဲ့ညွှန်ကြားရေးမှူးရုံးကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတက်ခွဲမှုဗိုလ်မှူးကျော်ကျော်သိန်းဦးဆောင်တဲ့အရှိပိုင်းတိုင်းစစ်ဌာနချုပ်ကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာအဲဒီနောက်မှာတော့တက်ခွဲမှုဗိုလ်မှူးမျိုးမင်းခိုင်ဦးဆောင်တဲ့သရိကန်ဒေသတိုင်းစစ်ဌာနချုပ်ကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတက်ခွဲမှုဗိုလ်မှူးဝင်းစော်လင်းဦးဆောင်တဲ့အရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်ကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတက်ခွဲမှုဗိုလ်မှူးဖြိုးဝေအောင်ဦးဆောင်တဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတာကတော့ရဲမှန်အုပ်ဖွဲ့မှာတိုက်လျင်၅စီးဟာမြောက်ဦးတနံဖြစ်မောင်းနှင်ပြန်တန်းရင်ရောင်းစုံစမောက်ထွေးများထုတ်လွှင့်ကတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာ
ရင်အောင်စစ်ကြောင်းရဲ့နောက်ဆုံးမှာတော့တက်ကြက်နှဆွေဦးဆောင်တဲ့စစ်တီဝိုင်းအဖွဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ချီတက်ထွက်ခွာနေတာကတော့အောင်စရာစစ်ကြောင်းဖြစ်ပါတယ်ခင်ဗျာအောင်စရာစစ်ကြောင်းရဲ့အနံဖွဲ့ကိုဗိုလ်မှူးအောင်မျိုးမင်းကဦးဆောင်ပြီးစစ်ကြောင်းမှုအဖြစ်ဗိုလ်မှူးကြီးစိုးအောင်ကဦးဆောင်ချီတက်လာပြီးတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးအောင်စရာစစ်ကြောင်းရဲ့ဂုံပြူတက်ခွဲအနေနဲ့တက်ခွဲမှုဗိုလ်မှူးတန်းစင်ဦးဆောင်တဲ့ကာကွယ်ဦးစီးချုပ်ရုံး၄ကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးဒုတိယဗိုလ်မှူးကြီးထွန်းတော်ဝင်းကအောင်စရာစစ်ကြောင်းရဲ့တရင်မှုအဖြစ်ချီတက်ထွက်ခွာနေပြီးတော့တက်ခွဲမှုဗိုလ်မှူးနိုင်လက်ဝင်းဦးဆောင်တဲ့စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာအဲဒီနောက်မှာတော့ဗိုလ်မှူးအောင်နိုင်ဦးဆောင်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးကိုစားပြုစေးပြတပ်ဖွဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခံနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးဗိုလ်မှူးစိုးတီယာဦးဆောင်တဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုစားပြုစေးပြတပ်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခံနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတက်ခွဲမှုဗိုလ်မှူးဇေယျမြင့်ဦးဆောင်တဲ့ကာကွယ်ရေးဦးစီးချုပ်ရုံးလေးကိုစားပြုစေးပြတက်ခွဲတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခံနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးသူရင်အုပ်ဖွဲ့မှတိုက်လျင်၅စီးဟာမြောက်ဦးတရံဖြစ်မောင်းနှင်ပြန်တန်းနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ချီတက်ထောက်ခံနေတာကတော့တက်ခွဲမှုဗိုလ်မှူးနေမင်းသူဦးဆောင်တဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ကိုစားပြုစေးပြတက်ခွဲဖြစ်ပါတယ်ခင်ဗျာအောင်စရာစစ်ကြောင်းရဲ့နောက်ဆုံးမှာတော့တက်ကြက်ကြီးသိမ်းမောင်ဦးဆောင်တဲ့စစ်တီဝိုင်းတပ်ဖွဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခံနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ချီတက်ထွက်ခွာလာတာကတော့စင်ဖြူချင်းစစ်ကြောင်းပဲဖြစ်ပါတယ်ခင်ဗျာစင်ဖြူချင်းစစ်ကြောင်းရဲ့အလံဖွဲ့ကိုတော့ရဲမှုနေဝင်းထွန်းကဦးဆောင်ပြီးစင်ဖြူချင်းစစ်ကြောင်းရဲ့စစ်ကြောင်းမှုအဖြစ်ဗိုလ်မှူးကြီးတေခိုင်ကလိုက်ပါပြီးတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာစင်မြူရှင်စစ်ကြောင်းရဲ့ဂုံပြူတက်ခွဲအဖြစ်ရဲမှုမြင့်မောင်ဦးဆောင်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတရင်မှုဒုတိယဗိုလ်မှူးကြီးခန့်မွန်ဆွေဦးဆောင်ပြီးတက်ခွဲဘူးလက်ထောက်ညွှန်ကြားရေးမှူးအောင်ဆွေဝင်းဦးဆောင်တဲ့မြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့ကိုစားပြုစေးပြတက်ခွဲတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာ
မြင်တွေ့နေရတာကတော့တရားအုပ်ဖွဲ့မှတိုက်လေ3စီးပြန်တန်းမောင်းနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ချီတက်ထောက်ခွာနေတာကတော့တက်ခွဲမှုဗိုလ်မှူးစိုးတရားဦးဆောင်တဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုစားပြုစေပြတက်ခွဲတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတက်ခွဲမှုဗိုလ်မှူးကျော်လင်းဦးဆောင်တဲ့ကာယုံရဒေသတိုင်းစစ်ဌာနချုပ်ကိုစားပြုစေပြတက်ခွဲတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထောက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာစင်မရှင်စစ်ကြောင်းရဲ့နောက်ဆုံးမှာစစ်တီဝိုင်းခေါင်းဆောင်တက်ကြက်ကျော်စိုးဦးဆောင်တဲ့စစ်တီဝိုင်းအဖွဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာမြင်တွေ့နေရတာကတော့အောင်ဆန်းစစ်တောင်းမှာစစ်တောင်းမှုဗိုလ်မှူးကြီးမျိုးတန့်ဦးဆောင်တဲ့တန်ကြပ်ကရန်ရတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုစားပြုတပ်ဖွဲ့များစေးပြခွင့်ကြီးတဲ့ကနေပြန်လည်ထောက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတာကတော့ရာဇာအုပ်ဖွဲ့မှတိုက်လေ9စီးဟာမြောက်ဦးတရဖြစ်ပြန်တန်းချီတက်ရေးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးအမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုစားပြုစေးပြတပ်ဖွဲ့များစေးပြခွင့်ကြီးများနဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးပြုချီတက်မောင်းနှင်ထွက်ခွာနေတာပဲဖြစ်ပါတယ်ခင်ဗျာ